Hello တကယ်ချင်းတို့ရေးသေချနေကြပြီလားသေချနေလက်ချက်စားချင်းနော်အရန်စားချင်းနေစိတ်ပေါက်လာလို့ချက်လိုက်တယ်ဖြတ်ချင်းလေးကိုတော့ဆိုနည်းနည်းလေးပဲတုံထားတယ်အနေအရန်မကြိုက်လို့ပေါ့နော်ဖြတ်ချင်းလေးလုံးကိုတခြားလေးလိထားလိုက်မယ်ပြီးရင်ဈေးတွေကဝင်လာတဲ့ငါ6တေးပေါ့နော်အဲ့လေးကိုကြော်လိုက်မယ်ဆိုတော့ကလိုတယ်နည်းနည်းညီနေတက်တာပေါ့နော်ကြော်လိုက်တော့ကြတော့လေပြီးသွားပြီဆိုလို့ရှိရင်ဆိုတော့ကျက်သွန်နေရဲ့အယောင်တင်ကျက်သွန်ဖြူလေးရဲ့ထောင်းထားလေးကိုစီတက်မယ်ပေါ့နော်တခါတည်းငပီလေးပါထည့်ပြီးစီတက်လိုက်မယ်ငပီကအစိမ့်မလို့ပေါ့နော်အလုံးငပီကိုထောင်းပြီးသားပိုးတွေပါ ready မျိုးသုံးမယ်ဆိုရင်တော့ဒီတိုင်းထည့်လို့ရတယ်နော်ပြီးရင်စီလေးမူလိုက်ပြီဆိုလို့ရှိရင်ခက်ရှင်စီထည့်မယ်အားလေးကိုအနှစ်ရအောင်ချက်မယ်နော်အနှစ်ဖြစ်တဲ့ဒီချက်မှဖြစ်တဲ့အရသာကိုတော့ကိုကြတော့စားထည့်မယ်ဂျင်းထည့်မယ်ဟိခတ်မုံထည့်မယ်ပေါ့နော်ပြီးရင်ရေနည်းနည်းထည့်ထားလိုက်လုံးထားတာပေါ့နော်ပြီးဆိုလို့ရှိရင်အနှစ်ရအောင်ချက်မှအနှစ်ရပြီဆိုမှကျွန်တော်က6ထည့်မှာပေါ့နော်ခုလိုခဏတည်းလေးအိပ်လာပြီဆိုလို့ရှိရင်ခုနက6လေးထည့်လိုက်မယ်6လေးထည့်ပြီးလို့ရှိရင်ရေနည်းနည်းခန့်အောင်ထားမှာပေါ့နော်ပြီးရင်အငန်းနည်းနည်းတတအောင်လို့ပေါ့နော်မချီသေးဖြောထားလေးနဲ့ထည့်မယ်ပြီးလို့ရှိရင်နည်းနည်းရေလေးခန့်အောင်ချလိုက်မယ်ပေါ့နော်ရေလေးခန့်ရင်တော့ရပါပြီဟိုလေးခဏအုပ်ထားလိုက်မယ်ဟိုလိုစီလေးတက်လာပြီပေါ့နော်စီလေးတက်လာပြီရေလေးတော့ခန့်သွားပြီဆိုလို့ရှိရင်မိုးရောင်လုံးရုပ်သေးလေးတွေကိုခွချမ်းလေးလုပ်ပြီးတော့ထည့်ပေးထားပါတယ်ငယ်ကျွန်တော်ကတော့အခုထည့်ပေးထားတဲ့ပုံစံလေးတွေရအောင်မှာကိုကြိုက်တဲ့ဟာကိုပို့ထည့်ပြီးကိုမကြိုက်တဲ့ဟာကို short ထည့်လို့တော့ပို့ချလုပ်ပြီးစင်ပြေရနော်ကျေးဇူးတင်ပါတယ်ဟင်းလေးရပါပြီနောက်ဗီဒီယိုလေးမှပြန်လဲဆုံတွေ့ကြမယ်နော်တတာ